ဒီကောင်မလေးကတော့သူမအကြိုက်ဆုံးကြက်ကြော်တွေကိုအကုန်ဝယ်သွားတဲ့အမျိုးသားကိုတပွဲလောက်ပြန်ရောက်မှုတက်တီငွေပြီးသွားတောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲအဲ့ဒီအမျိုးသားလှည့်လိုက်တဲ့အချိန်မှာပဲသူမဟာသူ့ရင်ခွင်ထဲကိုအရှိန်နဲ့ဝင်တိုက်မိပါတော့တယ်။တိုက်မိတဲ့အချိန်ကြောင့်ဖုန်းတွေပါပြုတ်ကျကုန်ပြီးအလန့်တကြားကောက်ပေးရင်းနဲ့သူတို့နှစ်ယောက်ဟာဖုန်းချင်းမယူမိသွားကြပါတယ်။အမျိုးသားကတော့သူမလက်မှာပတ်ထားတဲ့လက်ကောက်လေးကိုမြင်ပြီးအံ့ဩသွားခဲ့တယ်။အဲ့ဒီလက်ကောက်ကသူနှစ်ပေါင်းများစွာရှာဖွေနေခဲ့တဲ့ငယ်ချစ်ဦးလေးရဲ့လက်ကောက်ဖြစ်နေလို့ပါဒါပေမဲ့သူဘာမှမမေးရသေးခင်မှာပဲကောင်မလေးကထွက်သွားခဲ့ပါပြီ။ခဏအကြာမှာတော့သူမကင်ထားတဲ့ဖုန်းစီကိုဖုန်းတကောဝင်လာခဲ့တယ်။သူမရဲ့အမေလို့ထင်ပြီးကင်လိုက်ပေမဲ့တစ်ဖက်ကအမျိုးသမီးကတော့သူမကိုချွေးမလောင်းလေးလို့အထင်မှားပြီးကားလွတ်လိုက်မယ်ဆိုကဖုန်းချသွားခဲ့ပါတယ်။ကောင်မလေးလည်းဘာမှနားမလဲပဲအရှိကိုရောက်လာတဲ့ကားကြီးပေါ်တက်လိုက်မိရာကနေစောစောကသူမတိုက်မိတဲ့အမျိုးသားရဲ့အိမ်ကြီးရှိကိုရောက်သွားပါတော့တယ်။ဖုန်းချင်းပြန်လဲဖို့စူးစမ်းပေမဲ့အမျိုးသားကတော့သူမကိုတမင်စားနှောက်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမျိုးသားရဲ့အမေကထွက်လာပြီးသူတို့နှစ်ယောက်ကိုအိမ်ထဲမှာထမင်းစားဖို့အတင်းခေါ်ပါတော့တယ်။အမျိုးသားကတော့အခွင့်အရေးကိုလက်မလွတ်ပဲငါရဲ့ချစ်သူအဖြစ်ခဏလောက်ဟန်ဆောင်ပေးပါလို့တောင်းဆိုလိုက်တယ်။အစားကညင်းမလို့ပါပဲ။ဒါပေမဲ့ဗိုက်စာနေတဲ့သူမဟာစပွဲပေါ်ကအကောင်းစားဟင်းလျာတွေကိုမြင်လိုက်ရတဲ့အခါမှာတော့အစားအသောက်အတွက်နဲ့ဒီသဘောတူညီချက်ကိုလက်ခံလိုက်ပါတော့တယ်။နောက်တစ်နေ့ကျောင်းတက်တဲ့အခါမှာတော့ထူးဆန်းစွာနဲ့အဲ့ဒီအမျိုးသားကိုစာသင်ခန်းထဲမှာထပ်တွေ့ရပြန်တယ်။သူမကတော့ကျောင်းသားချင်းတူတဲ့အမှတ်နဲ့ဒီနေ့စာသင်မဲ့ပရိုဖက်ဆာကဘလို့လူလဲလို့မေးလိုက်ပါတယ်။အမျိုးသားကချောတယ်လူကောင်းပဲလူပြိုကြီးပဲလို့ပြန်ဖြေပေမဲ့သူမကတော့အဲ့ဒီအရွယ်ထိလူပြိုကြီးဆိုရင်တော့တခုခုတော့ပုံမှန်မဟုတ်ဘူး။အာယုံကြောနည်းနည်းလွတ်နေတာလားမသိဘူးလို့ဝေဖန်လိုက်မိတယ်။အဲ့ဒီအချိန်မှာပဲလက်ထောက်ဆရာရောက်လာပြီးဆရာစာသင်ချိန်ရောက်ပါပြီလို့ပြောလိုက်တဲ့အခါမှာတော့သူမရင်ဆိုင်နေရတာကျောင်းသားတစ်ယောက်မဟုတ်ပဲသူမရဲ့ပရိုဖက်ဆာဖြစ်နေတာကိုသိသွားပါတော့တယ်။